တိရှိတဲ့ရဲဘော်ပေါင်းတို့စစ်ကြီးစစ်ရဲပြေဝကြတဲ့ရဲဘော်ပေါင်းတို့တို့နိုင်ငံတော်ကာဝယ်ရေးဟာတို့တာဝန်ဖြစ်သည်ကြီးရလေပေါင်းစည်းရှေတို့ချီဒီကရံများကိုတိုက်ခိုက်တော်လာကတာစီတို့ကာဝယ်တော်သစ္စာသမားတတိရှိတဲ့ရဲဘော်ပေါင်းတို့စစ်ကြီးစစ်ရဲပြေဝကြတဲ့ရဲဘော်ပေါင်းတို့တို့နိုင်ငံတော်ကာဝယ်ရေးဟာတို့တာဝန်ဖြစ်သည်ကြီးရလေပေါင်းစည်းရှေတို့ချီဒီကရံများကိုတိုက်ခိုက်တော်လာကတာစီတို့ကာဝယ်တော်ဘယ်လိုချေတွေကြောင်းနေပါလေစေအရေးရိုက်တဲ့ကြောက်တိုင်တို့ခိုင်ပါတဲ့တမတော်တို့သစ္စာဆိုတဲ့ပြီးသားမြန်မာပြည်ခိုင်ပါ